မိန်းကလေးတိုင်းသိကျင်နေတဲ့မိကုန်းတစ်ခုဗျာနော်ယောက်ျားလေးတွေကတဲ့ဘာဖြစ်လို့မိန်းမတယောက်တည်းနဲ့မတင်းနေနိုင်ကြတာလဲတဲ့နော်ကျွန်တော်မေးတယ်ခဏခဏရှိပြီဗျနော်ဒါကျွန်တော်လဲဘလို့ဖျံမှမသိလို့ကျွန်တော်အဲ့မိကုန်းကိုကျွန်တော်အောင့်ထားတာကြားပြီအခုတော့ကျွန်တော်ဒီနေ့စာလေးနည်းနည်းပါးပါးဖတ်လိုက်ရတယ်ဖတ်လိုက်ရတော့နော်ဒီဒေါက်တာတယောက်ပါဗျာနော်ဆရာဝန်တယောက်ကရေးထားတဲ့စာလေးကိုကျွန်တော်နည်းနည်းလေးဖတ်လိုက်ရတဲ့အခါကျတော့အဲ့ဆရာဝန်ပြောပြထားတဲ့အတိုင်းကျွန်တော်နည်းနည်းလေးကိုးကားပြီးတော့ပြောပြပါမယ်နော်အားလုံးပဲလိုက်ပါနားထောင်ပေးကြပါအောင်နော်အဲ့ဒီမှာအဲ့ဆရာဝန်ကဘာပြောထားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ယောက်ျားလေးတွေကတဲ့စပြီးတော့မွေးဖွားလာကြတဲ့ကဒီကျွန်တော်တို့ရဲ့ DNA ပေါ့နော်ဒီဆေးပညာအရပြောလို့ကျွန်တော်တို့ရဲ့ DNA ထဲမှာကိုကမိန်းမတယောက်တည်းနဲ့မတင်းနေနိုင်ပါဘူးတဲ့ယောက်ျားတိုင်းကနော်ဟိုဘယ်လိုပြောမလဲဆိုတော့ तू ဘလောက်ပဲချစ်တယ်ပြောဗျာတဲ့နော်မိန်းမတယောက်ကို तू ဘလောက်ပဲချစ်တယ်ပြောဘလောက်ပဲမျက်နှိုးတယ်ပြောနော်အဲ့ဒီမိန်းမမသိအောင် तू အခြားမှာဟိုဘယ်လိုပြောလဲခိုးစားတယ်ပေါ့ဗျာနော်ခိုးစားတာအနေချင်းရှိမယ်အတမထွက်အောင်ပေါ့ဗျာအဲ့ဒီမှာသူ့ရဲ့တိတ်ခါတွေကသူ့မိန်းမဟို तू ကအရန်ချစ်တဲ့အတွက်သူ့မိန်းမတိတ်ခါကြမှာသူ့မိန်းမစိတ်ဆင်းရဲမှာကြောက်ပြီးတော့မသိအောင်နော်လုံးဝပေါ့ဗျာပတ်ဝန်းကျင်ကလည်းလုံးဝမေးမိအောင်သူ့မိန်းမကလည်းသူ့ကိုမရိပ်မိအောင်နော်ဟိုခြေပုံးခုတ်တယ်ပေါ့ခြေပုံးခုတ်တဲ့သူချိုးရှိမယ်အဲတချို့ကြတော့လေဟာလားမိန်းမဖြစ်တဲ့သူဂီးမဆိုင်ဘူးပေါ့ဗျာပြောင်းကြနော်ငါ့ကိုဘာမှလာမပြောနဲ့ငါကြိုက်တာငါလုပ်မယ်ငါတယောက်မကလို့နှစ်ယောက်ယူနင်းမကြိုက်နိုင်နေငါနဲ့ကွဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကဒါအုပ်စုကတက်နော်အဲနောက်တစ်ခုနောက်လူတွေကြတော့နောက်အုပ်စုတစ်ခုကကြတော့ဟိုကိုရိုးပေါ့ဗျာဟလာကိုတမိုးထားတယ်ပေါ့ကိုရဲ့ဂုံတိတ်ခါကိုငဲ့ကွက်ပြီးတော့ကိုရဲ့ဆန္ဒတွေကိုတိတ်ခါတရားနဲ့ထိမ့်သိမ်းထားတဲ့လူအချို့လည်းရှိတယ်မဖောက်ပြန်မယ်နဲ့သို့ပေမဲ့အဲ့ဒီလူကအဲ့ဒီအုပ်စုကကြတော့တော်တော်ကြီးရာခိုင်နှုန်းနည်းတယ်လို့သူကပြောထားပါတယ်နော်ဆိုတော့ခါကြတော့ဗျာအမှဗျာဟိုအုပ်စုခွဲလိုက်မှဆိုရင်အသုံးအုပ်စုပေါ့ဟုတ်လားနံပါတ်1အုပ်စုကမိန်းမကိုချစ်တယ်မျက်နှိုးတယ်သို့ပေမဲ့လည်းသူကတယောက်တည်းနဲ့မတင်းနေနိုင်ဘူးနော်အခြားတယောက်နဲ့နည်းနည်းရှုပ်တယ်ပို့တယ်သို့ပေမဲ့လုံးဝမရေးမိအောင်လို့ပြနဲ့သူကဟိုနောက်တယောက်နဲ့ဖြစ်တယ်ပေါ့ဗျာဒုတိယအုပ်စုကကျတော့ပြောင်းကြငါ့ကိုဘာမှလာမပြောနဲ့တော့နင်းကောက်မကျင်းတဲ့လူကလည်းမပေါင်းချင်းလည်းပေါင်းနဲ့ဘာမှဖြစ်ဘူးဘာဖြစ်လဲညာဖြစ်တယ်ပေါ့ဗျာဒီသားသမီးမျက်နှာကြီးလည်းဘာကြီးလည်းမကြည့်ဘဲနဲ့ပေါ်တင်နောက်တယောက်ယူတဲ့အုပ်စုကလည်းတက်အဲ့ဒီမှာနောက်ဆုံးအုပ်စုကခုနပြောသလိုပေါ့သူတို့ရဲ့တိတ်ခါတွေဟုတ်လားသူတက်လုံးထိမ့်သိမ်းပြီးတော့သူတို့ရဲ့ဇာနာတွေကိုနော်သူတို့ချုံးအုပ်နိုင်ပြီးတော့ထိမ့်သိမ်းသွားတဲ့ယောက်ျားအုပ်စုကတက်ရှိတယ်ဒါပေမဲ့အခုနောက်ဆုံးပြောတဲ့အုပ်စုကတော့တော်တော်ကိုရာခိုင်နှုန်းတော်တော်နည်းတယ်ပေါ့နော်ဒါသူပြောထားတာပေါ့အဲ့ဒီမှာအများဆုံးပေါ့ဗျာယောက်ျားလေးတွေအများဆုံးဖောက်ပြန်တဲ့အရွယ်ပေါ့နော်ကျွန်တော်ယောက်ျားလေးတွေတော်တော်များဖောက်ပြန်တဲ့အရွယ်ကအသက်40နဲ့50ကြာဗျနော်အဲ့ဒီအသက်40နဲ့